ဘာတော့လည်းမသိနေရကဲဒီနေ့တော့အိမ်ပြန်ရောက်တော့လေဟိုကလှုပ်ဆောင်ရင်ဟိုကစောင်းကြီးတဲ့ကောင်ပတ်ဆိုးတော့မြောက်စပင်းညင်တခါဂီတာနဲ့ဖြုတ်ပေးပေးလူကရှိပြီသားဒီကောင်တော့ဆိုငါမျက်တော့မတက်ကဒီကောင်ဆိုစီလာခုံသူစပင်းလာညက်ခိုင်းအထဲမှာမောင်လို့အပြင်မှာတောင်းနေတာအပြင်မှာမူးရလို့ပြန်ဝင်လဲဘူကောင်ဖြုတ်ပေးနေမိမောစီရလာလို့သူ့ဘာကြီးကမလဲလို့မင်းဖိုးချန်နဲ့ဟာဆရာတော်ကဖြုတ်တယ်ဆရာသမားနှစ်ယောက်ကိုမင်းလိုက်တော့နှစ်ယောက်လုံးကလက်ကူပိုင်လို့ပြောတာပဲဟုတ်လားမဟုတ်လားမသိဘူးကဲနှစ်ယောက်စလုံးလည်းအထာကိုချက်ရှိုးလိုက်ရော